ရသော်ဘုရားကရှင်သာရိပုတ္တရာကိုဗာမေးတော့ဆိုတော့သာရိပုတ္တရာတဲ့သောတပတ္တိယင်ကံသောတပန်ဖြစ်ကြောင်းတရားသောတပန်ဖြစ်ကြောင်းတရားလို့ပြောကြတယ်တဲ့နော်အဲ့ဒီသောတပန်ဖြစ်ကြောင်းတရားကဘယ်ရာတွေတုံးဘယ်ဟာကိုသောတပန်ဖြစ်ကြောင်းတရားလို့ပြောတာတုံးတဲ့အဲ့တော့ရှင်သာရိပုတ္တရာကရသော်ဗျာသဗ္ဗုရိတတံတေဝတတ္တမတဝနံယောနိသောမနတိကာရောဓမ္မာနုဓမ္မပฏิပတ္တိဟုတ်လားနံပါတ်1သဗ္ဗုရိတတံတေဝသူတော်ကောင်းတို့နဲ့ပေါင်းသင်ခြင်းဟာသောတပန်ဖြစ်ကြောင်းတရားနံပါတ်1တရားပါဗျာတဲ့တတ္တမတဝနံသူတော်ကောင်းတရားကိုနာယူခြင်းဟာသောတပန်ဖြစ်ကြောင်းဒုတိယတရားပါတဲ့နံပါတ်3ယောနိသောမနတိကာရောတင့်တင့်လျောက်ပတ်လျောကံစွာမှန်ကန်စွာတွေးတောဆင်ခြင်သုံးသပ်နိုင်တယ်ဆိုတဲ့ယောနိသောမနတိကာရဟာလည်းပဲသောတပန်ဖြစ်ကြောင်းတရားပါဗျာတဲ့ဓမ္မနုဓမ္မပฏิပတ္တိလောကုတ္တရာတရား၉ပါးအားလျော်သောတရားတို့တရားမြတ်ကိုရစေနိုင်တဲ့ဓမ္မနုဓမ္မပฏิပတ်လို့ဆိုတဲ့နော်သတိပဋ္ဌာန်တရားမဂ်ခင်၈ပါးအကျင့်မြတ်တရားတွေကိုကျင့်သုံးခြင်းဟာလည်းပဲသောတပန်ဖြစ်ကြောင်းတရားပါတဲ့သောတပန်ဖြစ်ကြောင်းတရားဘယ်နှပါတော့၄ပါးဟုတ်လားနံပါတ်1သူတော်ကောင်းတွေကိုပေါင်းသင်ရမယ်နံပါတ်2သူတော်ကောင်းတရားကိုနာယူရမယ်နံပါတ်3ယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်ရမယ်နံပါတ်4ဓမ္မာနုဓမ္မပฏิပတ္တိမဲ့ဉဏ်ဖူဉဏ်ကိုရစေတတ်တဲ့အကျင့်မြတ်တွေကိုကျင့်သုံးရမယ်တဲ့အဲ့ဒါသောတပန်ဖြစ်ကြောင်းတရားပါဗျာလို့ဖြေတယ်အဲ့လိုဖြေတဲ့အခါကျတော့မြတ်စွာဘုရားဆက်ပြီးတော့မေးတယ်သာရိပုတ္တရာသောတရေအရင်လို့ပြောကြတယ်နော်သောတပန္နသောတပန်ဆိုတဲ့စကားလေးဟာသောတပန္နသောတဆိုတဲ့ရေရင်ကိုရောက်သွားတဲ့လူနော်ရေတွေစီးနေတယ်ဆိုရင်ဒီရေဟာတဏှာရာကိုတော့ရောက်သွားမှာပဲလေအဲ့ဒါလိုပဲဓမ္မရေရင်နိဗ္ဗာန်ချမ်းသာလေးကိုတေချာပေါက်ဆိုက်ရောက်သွားတော့မယ်အထက်မဲ့၃ပါးလျင်တေချာပေါက်ဆိုက်ရောက်ရာရှိတဲ့ရေအရင်အဲ့ဒါကိုသောတလို့ခေါ်တယ်အဲ့ဒီသောတဆိုတဲ့ရေအရင်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်ကိုသောတပန်လို့ပြောတာအဲ့ဒါမြတ်စွာဘုရားကသောတလို့ပြောကြတယ်အဲ့ဒီသောတဆိုတာဘာကိုပြောတာတုံးလို့မေးတဲ့အခါကျတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားသောတဆိုတာမဲခင်၈ပါးကိုပြောတာပါဗျာတဲ့မဲခင်၈ပါးယောဂီတို့ကျွမ်းကျင်မိတာနော်တမ္မာဒိဋ္ဌိမှန်ကန်သောအမြင်တမ္မာသင်္ကပ္ပမှန်ကန်သောအတွေးအကြံတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝမှန်ကန်သောအပြောမှန်ကန်သောအလုပ်မှန်ကန်သောအသက်မွေးဝမ်းကြောင်းမှုပြီးတော့ပါတော့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဟုတ်လားမှန်ကန်တဲ့ကြိုးစားအထောက်မှုမှန်ကန်တဲ့အောက်မေ့အမှတ်ရမှုမှန်ကန်တဲ့တည်ကြည်မှုလို့ဆိုတဲ့သမာဓိမဲ့ခင်၃ပါးပညာမဲ့ခင်2ပါးသီလမဲ့ခင်3ပါးသမာဓိမဲ့ခင်3ပါးဒါကိုပါခေါ်တော့မဲ့ခင်8ပါးအဲ့ဒါအခုမြတ်စွာဘုရားရဲ့အလိုတော်ကြသောတဆိုတာအဲ့ဒီမဲ့ခင်8ပါးကိုပြောတာတဲ့